အားလုံးပဲမင်္ဂလာပါ Audio ဘုတ်ပိုင်အာသာဟင်းတဲ့ channel ကနေကြိုဆိုပါရစေရှမ်းရှာစာသင်တွေကိုအဆုံးထိဖတ်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေအခုကျွန်တော်ဖတ်ပြမှာကဌာနေပြန်ဓာတ်တလက်အပိုင်း2ပဲဖြစ်ပါတယ်ဌာနေပြန်ဓာတ်တလက်အပိုင်း2လင်းကျက်တုံချိန်မရောက်ခင်ချမ်းပင်အန်ကအိယာမှာထားလိုက်သည်ပါလျက်သောအိယာခင်ကသူ့ကိုနှွေးထွေးမှုမပေးနိုင်ပေချမ်းပင်အန်ကအလုတ်တင်ကြွေတွေပညာရှင်တယောက်ဖြစ်လာခဲ့သည့်အချိန်တည်းကစပြီးမနက်စောစောထား၍နောက်ကျမှအိယာသည့်အလေးချင်းတစ်ခုရလာခဲ့သည်ချမ်းပင်အန်ကတကားကိုဖွင့်လိုက်ပြီးမြေပြော်သောခြံဝန်းလေးထဲသို့ဆင်းလာခဲ့၏သူကလေကိုတဝါကြီးရှို့လိုက်ပြီးနောက်ခြံဝန်းထဲမှထွက်လာခဲ့သည်သူကအပြင်သို့ရောက်သည့်ချိန်တွင်ပြန်လှည့်ကြည့်လိုက်ရာလက်နှစ်ဖက်တွင်တစ်သားရေပုံးတစ်ပုံးစီဆွဲထားသောမိမက်ပြိုတယောက်ကိုတွေ့လိုက်ရ၏သူမကပခုံးနှင့်ခြံဝန်းတကားကိုတွန်းဖွင့်ရန်ကြိုးစားနေခဲ့၏သူမကတရုတ်စည်းသည့်လမ်းကြားထဲတွင်ရှိနေသောတန်ကြိုးရည်တွင်မှရေခတ်ပြီးပြန်လာခြင်းဖြစ်ပုံရသည်ချမ်းပင်အန်ကသူမကိုလှည့်မကြည့်တော့ဘဲလမ်းကြိုလမ်းကြားများကိုဖျက်၍မြို့အရှိဘက်ကိုပြေးသွားခဲ့၏ရှွန်ပလင်းလမ်းကြားလေးကတော့မြို့၏အနောက်ဘက်တွင်တည်ရှိနေသည်အရှိဘက်မြို့တကားတွင်တော့မြို့ထဲကိုလာသောကုန်သည်များကိုကြီးကြပ်ပြီးညပိုင်းကင်းဆောင်ရသည့်လူတစ်ယောက်ရှိသည်ပုံမှန်အားဖြင့်သူကအပြင်ဘက်မှပို့လာသောစားတချို့ကိုလက်ခံပြီးပြန်ပို့ပေးရတတ်၏ချမ်းပင်အန်လှုပ်ဆောင်ရန်လိုအပ်သည်မှာထိုစားများကိုမြို့ထဲတွင်နေထိုင်သူများစီသို့ပို့ပေးရခြင်းဖြစ်သည်စုလက်ကတော့စားတဆောင်ကိုကြည်ပြတပြဖြစ်၏ထိုအရာကသူကိုယ်တိုင်အသေးအံတောင်းဆိုထားရသောအဖိုးကတခုလည်းဖြစ်သည်နှစ်လပိုင်း2ရက်နေ့အာယုံတက်ချိန်တွင်ထိုတာဝန်ကိုလှုပ်ဆောင်ရန်ချမ်းပင်ရန်ကတစ်ဖက်လူနှင့်ပြောထားခဲ့၏စုံကြည့်ခြင်း၏စကားအရသူတို့ကဆင်းရဲစွာမွေးဖွားလာခဲ့ခြင်းဖြစ်သည်အကယ်၍သူတို့ကကံကောင်းထောင်းဝှက်ပြီးလက်ထက်နိုင်ပြီဆိုလျှင်ပင်ချမ်းပင်ရန်ကတော့ထိုလူများကိုရှာဖွေကျွေးမွေးရန်မတတ်နိုင်ခဲ့ပေစုံကြည့်ခြင်းကတော့စာအုပ်များထဲမှဖတ်တာသောစကားလုံးတချို့ကိုရန်ဖန်ရခါပြောတတ်၏ချမ်းပင်အန်ကထိုအရာများကိုလုံးဝနားမလည်နိုင်ခဲ့ပေဥမာနေနေပြောရရင်လွန်ခဲ့သော2ရက်ခန့်၌ຫນွေဦးရသည့်အေးတက်ကလူငယ်လေးများကိုတက်ပြစ်နိုင်သည်ဟုသောစာစုမျိုးဖြစ်၏ချမ်းပင်အန်ကထိုစကားကိုနားမလည်နိုင်ခဲ့ပေနှစ်စဉ်နှစ်တိုင်းစောင်းရသည့်ကွန်ဆုံသားပြီးနောက်ຫນွေဦးရသည့်ရောက်သည့်ချိန်တွင်အေးတက်များကိုလူငယ်များကသာအရင်ဆုံးကြုံတွေ့ကြရခြင်းဖြစ်သည်ထိုအရာကိုတော့စုံကြည့်ခြင်းကຫນွေဦးနောက်ပိုင်းအေးတက်ဟုခေါ်ပြီးထိုအရာကတိုက်ပွဲမှပြန်လာသူတယောက်ကဲ့သို့အစွမ်းထက်ကြောင်းပြောခဲ့၏ထို့ကြောင့်လူအများကငရဲတကားတွင်တွေ့ဆုံသွားကြရသည်ထိုမျိုးကိုမြို့နယ်ရများကာယံထားခြင်းမရှိခြင်းမြေတို့ဖြစ်တဲ့ကမူထိုနေရာ၌ဓမြများမပြောနှင့်တခိုးများပင်အလွန်ရှားပါလာ၏ထို့ကြောင့်မြို့တကားဥဒီမှာအမိကန်သာရှိပြီးအလွန်ဟောင်းနှံ့ပျက်စီးနေသည့်ခြံစည်းရိုးများသာဖြစ်၏ထိုအရာကမြို့၏ဂုံတီဟုတတ်မှတ်ထားသည့်အတွက်လမ်းသွားလမ်းလာများမြင်းလဲများဖြတ်သွားရန်နေရာတစ်ခုရှိသည်ချမ်းပင်အန်ကတရုတ်စည်းသည့်လမ်းကြားကိုဖျက်ကျော်လာသည့်ချိန်တွင်တန်ကြိုးရည်တွင်ပတ်ပတ်လည်၌မရွက်ပြုံနှင့်ကလေးများစွာကိုတွေ့လိုက်ရသည်ထိုရည်တွင်ပေါ်ရှိစက်သီးကလည်းတကြွကြွအတန်မြင်နေခဲ့၏နောက်ထပ်တလန်းကိုကျော်သွားခဲ့ပြီးနောက်ချမ်းပင်အန်ကမလန်မကန်းတွင်လူတစ်ယောက်စာဖတ်နေသည့်အတန်ကိုကြားလိုက်ရသည်ထိုနေရာတွင်ရွာကျောင်းလေးတစ်ခုရှိထိုရွာကျောင်းကိုမြို့ထဲတွင်ရှိနေသောမိသားစုကြီးအနှဲငယ်ကဖွင့်ထားခဲ့ခြင်းဖြစ်သည်ဆရာကတော့လူစိမ်းတစ်ယောက်ဖြစ်၏ချမ်းပင်အန်ငယ်ရွယ်စဉ်ပြတင်းပေါက်အပြင်ဘက်၌ပုံ၍စာတင်သည်ကိုနားထောင်ခဲ့ဘူး၏ထိုဆရာကစာတင်သည့်အချိန်တွင်အလွန်စီကံကြီးတော်လဲချမ်းပင်အန်ကဲ့သို့အခမဲ့စာလာတင်သောကလေးများကိုရိုက်ပုတ်ချိန်မောင်းပြီးနှင်ထုတ်တတ်ခြင်းမရှိခြင်းနောက်ပိုင်းတွင်တော့ချမ်းပင်အန်ကမြို့အပြင်ဘက်တွင်ရှိနေသောနဂါမီးဘိုကြီးစီသို့သွားခဲ့ပြီးအလုတ်တင်တယောက်ဖြစ်လာခဲ့သည့်အတွက်ထိုเจ้าကိုနောက်တစ်ချိန်မသွားနိုင်တော့ပေရှေ့သို့ဆက်သွားလိုက်သည့်ချိန်တွင်ချမ်းပင်အန်ကကြောက်တုံးအမိုးကုန်းအဆောက်အဦတစ်ခုကိုဖျက်ကျော်သွားခဲ့၏ထိုအမိုးကုန်းအဆောက်အဦတွင်ကြောက်တိုင်12ခုရှိနေသည့်အတွက်မြို့သူမြို့သားများကကနန်းအမိုးကုန်းဟုလည်းခေါ်ကြသည်အမိုးကုန်း၏အစစ်အမှန်နာမည်နှင့်ပတ်သက်ပြီးစုံကြည့်ရှင်နှင့်လျှို့ရှမ်းရန်တို့ပြောသည့်စကားများကကွဲပြားသည်ရာစုနှင့်မတန်ဟုခေါ်သောစာအုပ်ထဲတွင်ထိုအရာကိုမဟာစာတင်သားမြေကွက်လက်ဟုခေါ်ကြောင်းစုံကြည့်ရှင်ကပြောခဲ့သည်ထိုအရာကိုစစ်မဲ့ရေးရာနှင့်တိုင်းပြည်ရေးရာတွင်အမြင့်ဆုံးအောင်မြင်မှုရခဲ့သည့်အမတ်ကြီးတယောက်ကိုဂုဏ်ပြုသည့်အနေနဲ့ဘရင်ကပေးရထားခြင်းဖြစ်သည်ဟုသူကပြောခဲ့၏ချမ်းပင်ရန်ကဲ့သို့ကြေတော်သားတယောက်ဖြစ်သောလျှို့ရှမ်းရန်ကတော့ထိုအရာကိုကနန်းအမိုးကုန်းဟုသာပြောခဲ့သည်သူတို့ကနှစ်ပေါင်းများစွာကနန်းအမိုးကုန်းဟုသာခေါ်ခဲ့ကြ၏
ထိုအရာကိုစာတင်သားမြေကွက်လက်ဟုခေါ်ရန်အကြောင်းပြချက်လည်းမရှိခြင်းထိုအချိန်တွင်စုံကြည့်ခြင်းကလျှို့ရှမ်းရန်ကစုံကြည့်ခြင်းကိုမေကွန်းတစ်ခုမေးခဲ့သည်မဟာစာတင်သားရဲ့ခေါင်းဆောင်ကဘလောက်ကြီးတာလဲအဲ့ဒါကတန်ကြိုးရည်တွင်ရဲ့အဝတ်တက်တောင်ပို့ပြီးတော့ကြီးတာလားထုံမေကွန်းကြောင့်စုံကြည့်ခြင်း၏မျက်နှာကနေရဲသွားခဲ့ဘူးသည်လက်ရှိချိန်တွင်တော့ချမ်းပင်ရန်ကခြေစနစ်ချောင်းရှိနေသောအမိုးကုန်းကြီးကိုပတ်၍ပြေးသွားခဲ့၏ထိုအမိုးကုန်းကြီးဘေးတစ်ဖက်ချင်းစီတွင်စကလုံး၄ခုစီရှိနေ၏ထိုလက်ရည်များကထူဆန်ပြီးတစ်ခုနှင့်တစ်ခုကွဲပြားပုံရသည်ထိုအရာများကတော့ကိုယ့်ရဲ့တာဝန်ကိုတခြားလူစီလွှဲမပေးနဲ့တဘာဝတရားကြီးကိုစကားပြောနိုင်ဖို့မျှော်လင့်ကြည့်ပါပြင်ပအကူအညီကိုမတောင်းဆိုနဲ့တိုက်ခိုက်ရေးကျွဲဝင့်ရင်စသည့်စကလုံးများဖြစ်ကြသည်စုံကြည့်ရှင်ပြောသည့်စကားများရာထိုစကလုံး၄ခုကလွဲလင်တခြားကြောက်တိုင်၃ခုပေါ်၌ရေးသားထားသောစကလုံးများကအပေါ်ယံရေးချစ်ထားခြင်းသာဖြစ်နိုင်သည်ချမ်းပင်အန်ကထိုအရာများကိုစိတ်မဝင်စားသလိုထိုအရာများနှင့်ပတ်သက်ပြီးလေးလေးနက်နက်တွေးတောနေခြင်းလည်းမရှိခြင်းအကယ်၍လူငယ်လေးတစ်ယောက်ကအဆုံးစုံဒီနက်နက်ဆိုင်ဆိုင်နားလည်ခြင်းသည်ဆိုလိမ့်မည်အချီးနီးသာဖြစ်ရပါလိမ့်မည်စုံကြည့်ရှင်ကမြည်သည့်စာအုပ်အမျိုးအစားများကိုပြောနေကြောင်းသူလည်းသိချမသိခြင်းအမိုးကုန်းနှင့်မလန်မကန်းတွင်တော့တစ်ကိုင်းများတစ်ရွက်များဝဝေးဆာဆာရှိနေသောရှေးဟောင်းတစ်ပင်အိုကြီးတစ်ပင်ရှိနေသည်တစ်ပင်အောက်တွင်လူတစ်ယောက်ရွှေ့ထားပုံရသောပင်စီကြီးတစ်ခုရှိထိုတစ်ပင်ပင်စီကြီးကိုအနှဲငယ်ခုတ်လိုက်ပြီးနောက်ပင်စီ၏အစုံနှစ်ဖက်ပေါ်တွင်အပြာရောင်ကြောက်ပြားနှစ်ခုကိုတင်ထားသည်ထိုအရာကရိုးရှင်းသောဇပွဲကုန်တစ်ခုဖြစ်လာခဲ့၏နွေရာသီရောက်သည့်ချိန်တိုင်းမြို့ထဲတွင်နေထိုင်သူများကထိုနေရာတွင်လေညင်းခံရောက်လာတတ်ကြသည်ချမ်းသာကြွယ်ဝသောအကြီးအကဲများကတော့ရေတွင်းစီမှရေခဲမက်မွန်သည်များတစ်သီးချင်းတောင်များကိုပင်ယူလာတတ်ကြသည်ကလေးငယ်များပြည့်နေသည့်ချိန်တွင်သူတို့ကတစ်ပင်အရေးအောင်၌ဝိုင်းဖွဲ့ပြီးကစားနေတတ်ကြ၏ချမ်းပင်ရန်ကချန်စီယိုတကားစီသို့ပြေးသွားပြီးအဝါရောင်ရှုံအိမ်လေးရှေ့တွင်ရပ်လိုက်သည်သူ၏နှလုံးခုန်တန်ကမြန်နေခြင်းမရှိသလိုအသက်ရှူတန်ကလည်းမြန်နေခြင်းမရှိခြင်းမြို့၏အပြင်ဘက်မှရောက်လာသောအပြင်လူလည်းများများမရှိခြင်းပုံမှန်အားဖြင့်ပြောရလျင်ငကားမီးဖို့ကြီးများစီမှရနိုင်သောငွေကြေးအထောက်ပံ့ဆုံးရှုံးသွားသည့်အချိန်ကလေးကစပြီးလူစိမ်းများကိုတွေ့ရသည်မှာတဖြည်းဖြည်းနှဲပါလာခဲ့၏အဖိုးရောင်အသက်ရှင်နေစဉ်အချိန်ကတော့အယံမိုးသည့်အချိန်တိုင်းပြောခဲ့ဘူးသည်သူကချမ်းပင်ရန်နှင့်လျှို့ရှမ်းရန်တို့ကိုကြည့်ပြီးသူတို့၏အလောက်ကနန်းတွင်မီးဖို့ကြီးကိုတာဝန်ယူရခြင်းဖြစ်ကြောင်းပြောခဲ့ဘူးသည်ထိုအရာကဘရင်ကြီးနှင့်ဘရင်မကြီးတွေတော်ဝင်ကြွေတယ်များကိုပြုလုပ်ပေးရခြင်းဖြစ်၏တခြားလူများကမြေမြအစွမ်းထက်စေကမူမြေမြရာထူးကြီးမြင့်စေကမူသူတို့ကိုလာရောက်ထိပါမည်ဆိုရင်ခေါင်းဖြတ်တက်ပြစ်ခံရပါလိမ့်မည်ထိုနေ့တွင်တော့အဖိုးရောင်၏စိတ်ကအတော်လေးတက်ကြွနေခဲ့၏ယနေ့ချမ်းပင်ရန်ကချန်စီယိုအပြင်ဘက်ကိုကြည့်လိုက်ရာတကားတွင်လူပေါင်းများစွာစောင့်နေသည်ကိုတွေ့ရသည်ထိုအရာကလူ9ယောက်10ယောက်ခန့်ရှိပြီးယောက်ျားကြီးများမိန်းမကြီးများနှင့်လူငယ်များဖြစ်ကြသည်ထို့ပြင်သူတို့အားလုံးကလူစိမ်းများဖြစ်ကြ၏မျိုးကန်လူများကအပြင်ဘက်သို့ထွက်သည်မှာအလွန်ရှားပါလာသည်သူတို့ကကြွေတယ်ပြုလုပ်ခြင်းနှင့်တောင်ယာအလုံများကိုသာလှုပ်ဆောင်တတ်ကြ၏အကြောင်းပြချက်ကတော့ယူခြင်းသည်မြို့၏အရှိတကားမှထွက်သောလမ်းမကြီးတွင်နဂါးမီးဖို့ကြီးများလယ်ကွင်းများမရှိခြင်းထိုအချိန်တွင်ချမ်းပင်ရန်နှင့်လူစိမ်းများ၏ဂျာဒင်၌တစ်သားချန်စီယိုလေးရှိနေပြီးသူတို့ကအချင်းချင်းစိုက်ကြည့်နေကြ၏ထိုအချိန်တွင်မျက်ဖက်နှံစီထားသောလူငယ်လေးကတော့ထိုလူအလွန်ထူထဲသောထိုလူများ၏အင်ကြီးကိုအားကျနေပုံရသည်ထိုအဝတ်စားများကတေချာပေါက်နှွေထွေပြီးအေးတံကိုခံနိုင်ရရှိနိုင်၏တကားအပြင်ဘက်တွင်ရှိနေသောသူများကတစ်ဖွဲ့စီဖြစ်ကြသည်သူတို့ကတစ်ဖွဲ့တည်းမဟုတ်ကြပေသို့တော်သူတို့အားလုံးကတကားအတွင်းထဲတွင်ရှိနေသောပင်ပင်ပါပါလူငယ်လေးကိုစိုက်ကြည့်နေကြ၏လူအများစု၏အမူအရာကတော့အေးဆက်နေကြသည်ရံပန်ရံကလူတစ်ယောက်နှစ်ယောက်ခန့်ကထိုလူငယ်လေးကိုကြော်ပြီးမြို့ထဲကိုသာငေးကြည့်နေကြ၏ချမ်းပင်အန်ကထူးဆန်းနေသလိုခံစားနေရသည်နန်းတွင်းကနဂါမီးဝကြီးများအားလုံးကိုပိတ်ရန်အမိန့်ချလိုက်ကြောင်းထိုလူများကမသိသေးခြင်းပေတော့သို့မဟုတ်ဤနေရာတွင်အခွင့်အရေးတစ်ခုခုရှိနေအောင်မည်ဟုခံစားမိနေခြင်းကြောင့်ပေတော့ထိုနေရာတွင်ထူးဆန်းသောစတိုးတစ်ခုပတ်ထားသည့်ဝတ်ထားသည့်လူငယ်လေးတစ်ယောက်ရှိသည်သူကအရက်ရှိနေပြီးခါးတွင်ကြောက်စိမ့်များတစ်ခုကျိတ်ထား၏သူ့ပုံစံကစိတ်မရှိသလိုထင်မှတ်ရပြီးသူကလူအုပ်ကြီးထဲမှတယောက်တည်းထွက်လာခဲ့သည်သူကတော့မရှိသောတကားကိုတွန်းဖွင့်ခြင်းနေခဲ့၏
သို့တော်သူ့လက်ချောင်းလေးများကတစ်သားတကားကိုထီတော်မိခြင်းတွင်ချက်ချင်းရပ်လိုက်ပြီးလက်နှစ်ဖက်ကိုနောက်သို့ရုပ်သိမ်းလိုက်သည်သူကလက်နောက်ပြစ်လိုက်ပြီးအတွင်းထဲတွင်ရှိနေသောမျက်ဖက်နှင့်လူငယ်လေးကိုပြုံး၍ကြည့်နေခဲ့၏သူကစကားမပြောခဲ့ပဲပြုံးသာပြုံးနေခဲ့သည်လူငယ်ထိုလူငယ်၏နောက်တွင်ရှိနေသောလူများကတော့စိတ်ပြက်ပြီးမျက်မှောင်ကျုံနေကြောင်းချမ်းပင်အန်ကတွေ့လာရ၏သူတို့၏ခံစားချက်များကကွဲပြားကြသည်ထိုအချိန်တွင်သပင်ဖျိုးပြဲဖြစ်နေသောတက်လက်ပိုင်းလူကြီးတစ်ယောက်ကအခန်းတကားကိုဆွဲဖွင့်လိုက်ပြီးချမ်းပင်အန်ကိုဆဲဆိုလိုက်၏ခွေးကောင်လေးမင်းကပတ်ဆက်တော်တော်မက်တာပါလားဒီကိုအစောကြီးရောက်လာတယ်မင်းကစောစောလူဝင်သားပြီးတည်သွားတဲ့မိဘတွေကိုတွားတွေ့ချင်နေတာလားချမ်းပင်အန်ကမျက်မှောင်ကျုံလိုက်မိသည်သူကတော့ထိုစကလုံးများကိုဘေးမဆိုင်ခဲ့ပေပြောရမည်ဆိုရင်သူကစာအုပ်အနှဲငယ်ပင်မရှိပဲဤမျိုးငယ်လေးတဲ့၌နေထိုင်ခဲ့ရသည်အကယ်၍သူကထိုကဲ့သို့ဆဲဆိုသောစကလုံးအနှဲငယ်ကြောင့်စိတ်ညစ်သွားမည်ဆိုရင်ရေတွင်းထဲသို့ခုန်ချပြီးကိုတတ်တည်လိုက်ရုံသာရှိသည်ဒုတိယတစ်ချက်ကတော့တကားကိုစောင့်ကြနေသောတက်လက်ပိုင်းလူကြီးကမြို့ထဲတွင်ရှိနေသောလူများ၏အနိုင်ကျင့်သည့်ပြတ်မှတ်တစ်ခုဖြစ်ခဲ့သည်အထူးသဖြင့်ရဲတင်ပြီးဒေါသထွက်လေသောမိမက်ပြိုများဖြစ်ကြ၏သူတို့ကဆဲဆိုခြင်းမျိုးပင်မဟုတ်ပဲအတော်များများကသူ့ကိုရိုက်ပုတ်သွားတတ်ကြသည်ထို့ပြင်ထိုလူကနိုးနက်မစင်သေးသောကလေးငယ်များကိုလည်းစာနောက်တိုက်၏တခါတရံသူကမြို့တကားတွင်တိုက်ပွဲကောင်းတစ်ခုတိုက်ခိုက်တော့မည်ဟုပြောတတ်၏သူကယောက်ျားကြီး9ယောက်6ယောက်ခန့်ကိုတွားကျွတ်သွားသည့်ထိတိုက်ခိုက်ပြစ်နိုင်သည်ဟုလည်းပြောတတ်သည်သူကြောင့်မြေပေါ်တွင်သွေးများလွှမ်းခြုံနေပြီးတကားရှိတွင်ရှိနေသောလမ်းတစ်ခုလုံးသွေးများပြည့်နေသည်ဟုပြောတတ်၏သူကချမ်းပင်ရန်ကိုစိတ်ဆိုးမှန်ဆုံးနှင့်ပြောလိုက်သည်ငါတို့ဒီကိစ္စကိုနောက်မှရှင်းမယ်မြို့ထဲတွင်ရှိနေသောမြေသူကားမှသူစကားကိုအလေးနက်မထားတတ်ကြပေသို့သောအပြင်လူများမြို့တိုင်းသို့ဝင်နိုင်ခြင်းမဝင်နိုင်ခြင်းကသူ့အပေါ်မူတည်နေ၏သူကထိုလူများ၏တည်ရေးရှင်ရေးကိုဆုံးဖြတ်ပေးနိုင်သောအစွမ်းရှိသည်သူကတစ်သားတကားစီသို့ရှောက်သွားသည့်ချိန်တွင်လက်နှစ်ဖက်ကိုဘောင်းမီအိတ်ထဲသို့ထည့်လိုက်၏ချမ်းပင်ရန်ကိုနောက်ကျော်ပေးထားသောထိုလူကြီးကတကားကိုဖွင့်လိုက်သည်မကြာခဏဆိုသလိုသူကလူတစ်ယောက်စီမှပန်ထိုးအိမ်ငယ်လေးတစ်ခုစီကိုယူပြီးအင်ကြီးအိတ်ထဲသို့ထည့်လိုက်သည်ထို့နောက်တယောက်ပြီးတယောက်ကိုဝင်ခွင့်ပေးလိုက်၏ချမ်းပင်ရန်ကြောင့်သူတို့ကအစောကြီးဝင်ခွင့်ရခဲ့ကြခြင်းဖြစ်သည်လူစိမ်းရှိယောက်ကိုအကြံမြင်အုပ်စု9စုခွဲခြားနိုင်ပြီးသူတို့ကမျိုးငယ်လေးတဲ့သို့ရှောက်သွားကြ၏ခေါင်းပေါ်တွင်စတိုးနှင့်ခါးတွင်ကြောက်စိမ်းများချိတ်ထားသောလူငယ်လေးပြင်အသက်9နှစ်10နှစ်ခန့်အရွယ်ရှိသောကလေး2ယောက်လည်းပါသေးသည်ကောင်လေးကအနီရောင်ပွဲတော်ဝတ်စုံကိုဝတ်ဆင်ထားပြီးကလေးမလေးကတော့ပန်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အတွက်ကြွေရုပ်လေးတစ်ယောက်ပေါ်မှာထင်ရသည်ကောင်လေးကချမ်းပင်ရတဲ့ခေါင်းတစ်လုံးခန့်ပို၍အရက်ပူ၏ထိုကလေးကသူ့ကိုဖျက်ကျော်သွားသည့်ချိန်တွင်ပါဇက်မှတီတိုပြောနေပုံရသည်သူ့စီမှာအတန်မထွက်တော့လဲသူ၏ပါဇက်လှုပ်ပုံကတိတာထင်ရှား၏သူကရန်လိုသည့်စကားလုံးများပြောလိုက်ခြင်းဖြစ်ပုံရသည်တက်လက်ပိုင်းအမျိုးသမီးကတော့ထိုကောင်လေး၏လက်ကိုဆွဲပြီးညှင်သာစွာချောင်းဟန်လိုက်၏ထိုအချိန်ကျမှသာကောင်လေးကလည်းသူ့ကိုယ်သူအနှဲငယ်ထင်ကြုံလိုက်သည်အမျိုးသမီးနှင့်ကောင်လေး၏နောက်တွင်လိုက်လာသောကလေးမလေးကိုတော့အရက်ရှိရှိတန်မာနှင့်အဖိုးကဂိုင်ထားခဲ့သည်သူမကချမ်းပင်ရန်ကိုကြည့်ပြီးစကားအနှဲငယ်ပြောခဲ့၏သူမကရှေ့တွင်ရှိနေသောကောင်လေးကိုလည်းလက်ညှိုးထိုးလိုက်သည်ချမ်းပင်ရန်ကထိုကလေးမလေးပြောနေသည့်စကားများကိုနားမလည်တော့လဲသူမကအပြစ်တင်နေခြင်းဖြစ်ကြောင်းခံမှန်းနိုင်ခဲ့သည်အရက်ရှိရှိတန်မာအဖိုးကတော့မျက်ဖက်နှင့်လူငယ်လေးကိုငဲ့ကြည့်လိုက်၏သို့တော်ထိုကဲ့သို့လူတစ်ယောက်ကသူ့ကိုစိုက်ကြည့်လိုက်သည့်အတွက်ချမ်းပင်ရန်ကတတိလက်လွတ်နောက်ကိုခြေတလန်းဆုပ်သွားမိသည်သူ့ပုံစံကကြောင်တကောင်ကိုမြင်လိုက်ရသောကြွက်တကောင်ကဲ့သို့ဖြစ်နေ၏ထိုမြင်ကွင်းကိုမြင်သည့်အခါမူလာတော့ကစကားပြောနေသောကလေးမလေးကစိတ်မဝင်စားတော့သလိုဖြစ်သွား၏သူမကချက်ချင်းပြန်လှည့်သွားပြီးချမ်းပင်ရန်ကိုနောက်ထပ်မကြည့်တော့ပေသူမ၏မျက်လုံးထဲတွင်သူကအမိုက်တစပါမှာထင်မှတ်ရသည်အလွန်ငယ်ရွယ်သောချမ်းပင်ရန်ကအမှန်တကယ်လည်းအတွေ့အကြုံမရှိခြင်းသို့တော်လူအများ၏မျက်နှာမူရာကိုနားလည်သည်ထိုအဖွဲ့ကအဝေးကိုရှောက်သွားသည့်ချိန်တွင်တကားဆောက်နေသည့်လူကြီးကအပြုံးနှင့်မိလိုက်၏သူတို့ဘာပြောသွားလဲဆိုတာသိကျင်လားချမ်းပင်ရန်ကခေါင်းငိတ်ပြီးပြောလိုက်၏သိကျင်တယ်လေထိုတက်လက်ပိုင်လူကြီးကဝမ်းသာသွားပြီးအပြုံးနှင့်ပြောလိုက်၏မင်းမျက်နှာကကြည့်လို့ကောင်းတယ်လို့ချီးကျူးသွားတာသူတို့ကမင်းကိုအကောင်းပြောသွားတာပါကွာချမ်းပင်ရန်ကရှုံမဲ့သွားခဲ့၏ကျုပ်ကယူနေတယ်လို့ခမားထင်နေတာလားချမ်းပင်ရန်၏အတွေးကိုမြင်တွေ့သွားသည့်အတွက်ထိုလူကြီးကအပြုံးနှင့်ပြောလိုက်၏မင်းသာမယိုးရင်ငါမင်းကိုစာဖို့ခွင့်ပေးပါမလား
ချမ်းပင်ရန်ကသူ့စကားကိုညှင်းဆန်ရဲခြင်းမရှိခြင်းအကယ်၍သူ့သားထိုလူကိုဒေါသထွက်အောင်လုံးမိသွားမည်ဆိုရင်သူ့လက်ထဲ၌ရှိနေသောကြေးပြားများကအဝေးသို့ရောက်သွားရပါလိမ့်မည်ထိုလူကဧည့်သည်လူစိမ်းများကိုလှည့်ကြည့်လိုက်သူကရိတ်တင်ထားခြင်းအမွေရိတ်တင်ထားခြင်းမရှိသောမေးစိတ်ကိုပုတ်ပြီးအတန်တိုးတိုးနှင့်ပြောလိုက်သည်အဲ့ဒီအမျိုးသမီးကခြေထောက်တစ်ချက်လှုပ်ရှားလိုက်ရုံနဲ့လူတွေကိုတည်သွားအောင်လှုပ်ပြနိုင်တယ်ချမ်းပင်ရန်ကတွေ့ဝေသွားပြီးစိတ်ဝင်တစားမေးလိုက်အဲ့ဒီအမျိုးသမီးကတိုင်းပညာလေ့ကျင့်ထားတာလားထိုလူကြီးကမျက်နှာပြတ်သွားခဲ့၏သူကကောင်းငုံပြီးလူငယ်လေးကိုစိုက်ကြည့်လိုက်သည်သူကအလေးနဲ့ပြောလိုက်မင်းကတော်တော်တုံးတာပဲလူငယ်လေးကရှုပ်ထွေးသွားခဲ့၏သူကထိုးနောက်သူကချမ်းပင်ရန်ကိုစောင့်နေရန်ပြောလိုက်ပြီးအိမ်ထဲသို့ဝင်သွားခဲ့သည်သူပြန်လာသည့်ချိန်တွင်သူ့လက်ထဲ၌စာအိတ်တစ်ထက်ကြီးပါလာခဲ့၏ထိုစာအိတ်များကထူထဲခြင်းမရှိသလိုပါလွှာခြင်းလည်းမရှိခြင်းစုစုပေါင်းစာအိတ်10အိတ်ဖြစ်၏ထိုလူကစာအိတ်များကိုချမ်းပင်ရန်၏လက်ထဲသို့ထည့်ပေးပြီးပြောလိုက်သည်ညံတုံးတဲ့လူတွေမှာမကောင်းတဲ့ကံကြမ္မာတွေပဲရှိကြတယ်ညံကောင်းတဲ့လူတွေမှာပဲကံကြမ္မာကောင်းတွေရှိတာမင်းကအဲ့ဒါကိုယုံလားချမ်းပင်ရန်ကလက်တစ်ဖက်နှင့်စာအိတ်များကိုကင်ပြီးတခြားလက်တစ်ဖက်ကိုပြန်လိုက်သည်သူကပြောလိုက်ကျွန်တော်တို့ကစားတစောင်ကိုကြေပြားတပြားပေးမယ်လို့သဘောတူထားတယ်ထိုလူကဒေါသထွက်သွားခဲ့၏သူကကြိုတင်ပြင်ဆင်ထားခဲ့သောကြေပြားငါးပြားကိုထုတ်ယူပြီးလူငယ်၏လက်ပွားပေါ်သို့တင်လိုက်သည်သူကလက်ကိုဝေယံပြီးပြောလိုက်ကြံတဲ့ကြေပြားငါးပြားကိုအကျွေးမှတ်ထားလိုက်ချမ်းပင်ရန်အပိုင်းနဲ့ပြီးပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်အသစ်တင်မဲ့အပိုင်းတွေကိုကြိုတင်သိရအောင်လဲ notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့တောင်းဆိုပါရစေ